Introducing Macintosh. The company is hurting, laying off workers and scaling back production. It does a lot of things you wouldn't expect in a service company. 1996 ခုနှစ်နဲ့1998ခုနှစ်လောက်ဖြစ်မဲ့တယ်။အဲ့ချိန်တုန်းကသာ Apple ကုမ္ပဏီက Next ကုမ္ပဏီကိုမဝယ်ခဲ့ဘူးဆိုရင် Apple ဆိုတဲ့အရာပေါ်လာမှာတော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ခါကအဲ့ချိန်တုန်းက Apple ကုမ္ပဏီကတော်တော်လေးကိုအခြေအနေဆိုးပြီးတော့ရပ်ပိုင်းအတွင်းမှာတွေကိုဒီဝါလီခံရတော့မယ်ဘာညာဆိုတဲ့အခြေအနေတွေတောင်ဖြစ်သွားတယ်ပေါ့နော်။ထုတ်ရောင်းတဲ့ share ဝေစုတွေ company valuation တွေကဝေစုတစ်ခုကို$30ကနေပြီးတော့$13ထိအောင်ဟိုအောက်ကိုထိုးပြီးတော့ဆင်းသွားတယ်ပေါ့အဲ့ချိန်မှာပေါ့နော် Apple ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်လိုက်တဲ့သူတူတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတော့တမိုင်းတစ်ချောင်းမှာတော့အဲ့လူကိုတိတ်ပြီးတော့မကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့အဲ့လူကတကယ်ကို Apple အတွက်အခရာလို့တောင်ကျွန်တော်တော့ယူဆတယ်ပေါ့နော်အဲ့လူနာမည်ကကျွန်တော် Jay Mlio ပါသူ့အနေနဲ့ပေါ့နော်ကုမ္ပဏီကိုကောင်းမွန်အောင်မစွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်းအကောင်းမွန်ဆုံးသောအကြံဉာဏ်ပေးခဲ့တယ်လို့တောင်ကျွန်တော်တော့ယူဆတယ်ပေါ့နော်အဲ့ဒါကတော့ Next ကိုဝယ်ယူဖို့ပါအဲ့တော့ Next ဆိုတဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောရမယ်ဆိုရင် Next ဆိုတဲ့ကုမ္ပဏီက1985ခုနှစ်မှာ Apple ရဲ့ပဲကန်ရှင်ပေါ့နော် Steve Jobs နဲ့ဒီ Apple ရဲ့ဝန်ထမ်းအချို့ပေါ့ဗျာ4-5ဦးလောက်နဲ့ပါပြီးတော့ဒါ Steve Jobs ကပြောရမယ်ဆိုရင် Next company ကိုတည်ထောင်လိုက်တာပေါ့နော်အဲ့တော့အဲ့ဒီအချိန်တုန်းကတော့နည်းနည်းကြပြောက်ကချောက်တော့ဖြစ်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒါမဲ့သူ့စီမှာကျတော့ဘေးမှာအရေးသွေးကောင်းတဲ့ဒီ engineer တွေရှိတယ်ပေါ့နော်ဒါ Apple ကနေပြီးတော့ခေါ်လာတာပေါ့နော်ဒါမဲ့အဲ့လိုမျိုးခေါ်လာတဲ့အတွက်ကြောင့်ဆိုပြီးတော့ Apple ဘက်ကနေပြီးတော့တရားစွဲထားတဲ့ကိစ္စတွေတောင်ရှိတယ်ပေါ့နော်ဒါထားပါတော့ပေါ့နော် Steve Jobs နဲ့သူ့ရဲ့ဒီတငယ်ချင်းအပေါင်းဖော်တစုက Next company ကိုတည်ထောင်လိုက်တယ်ပေါ့နော် Next company ကသူကဘာလုပ်တဲ့ company လဲဆိုတော့အဓိကကျတော့ computer ရောင်းတဲ့ company ပေါ့နော် Steve Jobs ကတော်တော်လေးကို computer နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ပုံပဲပေါ့နော် Apple ကနေပြီးတော့သူထွက်သွားတဲ့အခါမှာလည်းနောက်တည်ထောင်တဲ့ company ကလည်း computer ထုတ်တဲ့ company ပဲပေါ့နော်အဲ့တော့သူကအဲ့ computer တစ်လုံးထုတ်တယ်အဲ့ computer နာမည်ကကျတော့ Next Cube ဆိုတဲ့ computer ပေါ့နော်အဲ့ Next Cube ကဘယ်လိုမျိုးသူကအားထားချက်ရှိလဲဆိုရင်သူက work station လို့ပုံစံမျိုးပေါ့နော်လုပ်ငန်းသုံးပေါ့ပြောရမယ်ဆိုရင် personal use အတွက် boundary ကိုသူကပို့ပြီးကြော်တဲ့ performance တစ်ခုနဲ့သူကဈေးကွက်ထဲမှာရှိနေတဲ့ကောင်ပေါ့နော်သို့ပေမဲ့ဈေးကွက်တွေကခက်ပြိုင်တခြားဒီ computer တွေနဲ့ရှင်းမယ်ဆိုရင်သူ့ရဲ့ computer အရန်ဈေးကြီးတယ်သူက performance တော့ကောင်းပါရဲ့ပေါ့နော်အရန်ဈေးကြီးတယ်ဈေးကြီးတဲ့အခါကျတော့အများစုကမဝယ်နိုင်ကြဘူးပေါ့နော်သူ့လိုမျိုးဒီ performance အတူတူချင်းရှင်းမယ်ဆိုရင်တခြားဥစ္စာလေးကပို့ပြီးတော့ဈေးသက်သာတာမျိုးပေါ့နော်တဘောကအဲ့လိုမျိုးဖြစ်နေတာမျိုးဆိုတော့သူ့အနေနဲ့ကကောင်းတော့ကောင်းပြီမဲ့အရေးသွေးကောင်းတယ်ထုတ်ပိုးမှု quality တွေလည်းအားလုံးကောင်းတယ်သို့ပေမဲ့တိတ်ပြီးတော့အဲ့လောက်ထိမပေါက်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီ Next Cube ဆိုတဲ့ computer ကသူကအဲ့ထဲမှာ run တာကျတော့ Next Step Operating System ပေါ့နော် Next Step Operating System ကကျတော့အရန်ကိုသူက quality ပြည့်သွားတယ်အဲ့ခါဘယ်လူမှဘယ် operating system မှအဲ့လောက်ကိုမကောင်းတာအဲ့တော့အဲ့ဒါကိုသူတို့ထွင်နိုင်ခဲ့ကြတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ Next company ကိုပြေးပြီးတော့ကြည့်မယ်ဆိုရင်တော့သူ့ရဲ့ Next Cube computer တက်ဆိုင်ရင်အဲ့ဒီ Next Step Operating System ပို့ပြီးတော့မြင်သာမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ဗျအဲ့မှာဘာဖြစ်လဲဆိုတော့ hardware အရှုံးပေါ်သွားတာပေါ့ hardware အရှုံးပေါ်သွားတယ်ဆိုတာဒီ1990ပတ်ဝန်းကျင်လောက်မှာသူ့ရဲ့ဒီcomputer ကိုတိတ်ပြီးတော့ဘယ်သူမှစိတ်ဝင်စားကြတော့ဘူးပေါ့နော်အဲ့မှာသူက software ကိုပဲတည်တံ့ရောင်းတဲ့ company တစ်ခုအနေနဲ့ပါဖြစ်လာခဲ့တာပေါ့ဗျာအဲ့လိုမျိုးပဲသူကဒါ Next မှာပေါ့နော်ဒီလိုမျိုးအားနည်းချက်တွေရှိခဲ့သလိုပဲဒီ Steve Jobs ကသူ့ရဲ့ Apple company မှာပေါ့နော်သူ့ရဲ့မူလ Apple company မှာလည်းသူကအားနည်းချက်တွေရှိခဲ့တယ်ဗျအဲ့လိုမျိုးအားနည်းချက်ကြောင့်လည်းသူကအခုလိုမျိုးဒါ Apple company ကထုတ်ခံရတယ်လို့ပဲယူဆရမယ်ပေါ့နော် Steve Jobs ကိုယ်တိုင်ကနည်းနည်းလေးသူကဘယ်လိုပြောမလဲဆိုတော့အတ္တကြီးတယ်ဗျနည်းနည်းလေးအဆုံးရောက်တဲ့ဘက်ကိုသူကသွားတဲ့သဘောတရားရှိနေတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ထပ်ပြီးတော့ပြောပြမယ်အဲ့တော့ Steve Jobs ရဲ့နာမည်အရင်ကကျတော့ Stephen Paul Jobs ပေါ့နော်သူငယ်ငယ်လေးကတည်းကနေပါသူကြီးပြင်းလာတဲ့အထိပေါ့နော်ဘေးမှာထိန်းချောင်းပေးခဲ့တာကျတော့သူ့ရဲ့ဒါမွေးစားအမေနဲ့အဖေနဲ့ပေါ့နော်အဲမွေးစားအမေနဲ့အဖေနဲ့လက်ထဲမှာပဲသူကတကယ်ကိုသူ့ရဲ့ဘဝကိုနစ်မြုပ်ပြီးတော့စူးစမ်းရုံးကန်လာရတဲ့ပုံစံမျိုးပေါ့သူ့အမေနဲ့အဖေနဲ့ကပြောရမယ်ဆိုရင်ငွေကြေးချိုးတဲ့တာပေါ့နော်သူ့ရဲ့မိဘတွေနဲ့ပတ်သက်ပြီးတော့နောက်ကြောင်းပြောရမယ်ဆိုရင်မိဘအရင်တွေကကျတော့အဖေဖြစ်တဲ့သူကအထူဒါဂျန်ဒါလီနဲ့အမေဖြစ်တဲ့သူကကျတော့ Joanna Shiva Simpson ပေါ့နော်နာမည်တွေကတော့နည်းနည်းခေါ်ရခက်မယ်ပေါ့နော်ကျွန်တော်အတန်ထွက်နည်းနည်းလွဲတယ်ဆိုရင်လည်းခွင့်လွတ်ပါပေါ့နော်အဲ့တော့သူ့ရဲ့အဖေကဒီဆီးရီးယားလူမျိုးဖြစ်နေတာရယ်နိုင်ငံရေးကိစ္စတွေ
ဘာတွေညာတွေပေါ်မှာပဲသူကစိတ်ဝင်စားတယ်အဲ့တော့သူ့ရဲ့ဒီဘဝတက်တန်းတစ်လျှောက်လုံးကထောင်ထဲမှာပဲခဏခဏရောက်နေထောင်ထဲရောက်လိုက်အပြင်ထွက်လိုက်ထောင်ထဲရောက်လိုက်အပြင်ထွက်လိုက်အဲ့လိုပုံစံမျိုးသူကဖြစ်နေခဲ့တာပေါ့နော်အဲ့ဒါကိုဒီမိဘဖြစ်တဲ့သူတွေကသူ့ရဲ့သမီးကိုပေါ့နော်ချစ်ကြိုက်တာကိုသဘောမတူဘူးပေါ့နော်သဘောမတူတဲ့အခါကျတော့ခွဲတာတို့ဘာလို့လောက်တာပေါ့ဒါပေမဲ့အဲ့မှာခုနကလို့ဒါချစ်ကြိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကိုဝင်ရလာတာပေါ့နော်ဒီရှီဘဲကကိုဝင်ရလာတဲ့အခါကျတော့ဒါစတီဗန်ဘောဂျော့ဆိုတဲ့စတီဂျော့ဖြစ်လာမဲ့သူကိုသားလေးကိုမွေးခဲ့တယ်ပေါ့ဗျာအဲ့တော့ပြောရမယ်ဆိုရင်ရှီဘဲကကြတော့သူကဒီမွေးတာမွေးခဲ့တယ်ပေါ့နော်သူအနေနဲ့ဘယ်လိုပြောမလဲဆိုတော့ဒီသားသမီးကိုဒီကလေးကိုပေါ့နော်ထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်ကြတော့သူ့အနေနဲ့အခက်အခဲရှိတယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မိဘတွေကသဘောမှမတူတာဖြစ်တဲ့အကြောင်းပြောရမယ်ဆိုရှီဘဲကကြတော့သူကလည်းသူတီးတန့်ဒီကလေးကိုမွေးဖို့အတွက်ဆိုပြီးတော့မြို့ပေါ်တက်လာပေါ့နော်မြို့ပေါ်တက်လာပြီးတော့ကလေးလာမွေးတာလာမွေးပြီးတော့သူကသူ့ရဲ့ရည်ရွယ်ချက်ကကြတော့ဗာလဲဆိုတော့ဒီကလေးကိုသူမွေးပြီးသွားပြီဆိုတာနဲ့ဒါမွေးစားမိဘတွေရဲ့လက်ထဲကိုပြုစုဆောင်ရှောက်ဖို့အတွက်ဆိုပြီးတော့ကလေးကိုအပ်လိုက်မှာပေါ့နော်အဲ့တော့အဲ့လိုရည်ရွယ်ချက်နဲ့သူကမွေးတော့မွေးမယ်ဆိုပြီးတော့သူကအဲ့ဒါနဲ့ပဲမျိုးပေါ်တက်ပြီးတော့မွေးတော့စတီဗန်ဘောဂျော့ကိုလည်းထွက်လာအောင်ဒါကလေးကိုပေါ့နော်အရင်ကတည်းကမွေးစားမယ်ဆိုတော့လင်မယား2ယောက်သူကကျတော့ရှေ့နေလင်မယားပေါ့ပြောမယ်ဆိုပတ်စံလည်းရှိတယ်အဲ့တော့သူကရှေ့နေလင်မယား2ယောက်ကိုသူကဒီမှာမွေးပြီးသွားပြီးအဲ့ဒါမွေးစားဖို့အတွက်လည်းပြောအဲ့မှာသူကဘာပြောလဲဆိုတော့ရှေ့နေလင်မယားသူတို့လိုချင်တာသမီးလေးပဲလိုချင်တာပါတဲ့သားလေးလိုချင်တာမဟုတ်ပါဘူးတဲ့ဆိုပြီးဖြစ်တော့အဲ့မှာဒါစတီဗန်ဘောဂျော့ကကျတော့ယောက်ျားလေးဆိုတော့သူတို့လင်မယားကျတော့အဆင်မပြေဘူးဖြစ်သွားတာပေါ့နော်ဖြစ်သွားတော့အဲ့လိုမျိုးပဲသူတို့ရဲ့ waiting list ထဲမှာ second အနေနဲ့ဒုတိယလင်မယားကျတော့ Paul နဲ့ Clara ပေါ့နော်အဲ့တော့သူကဒီရှီဘဲကသူကစဉ်းစားတာပေါ့နော်ဒီကလေးကိုပေါ့သူကပြောရမယ်ဆိုသူကိုယ်တိုင်ကလည်းပညာတတ်ပေါ့နော်ပညာတတ်ဖြစ်နေတော့ဒီကလေးကိုသူကအသက်ကြီးလာတဲ့အခါကျရင်လူလားမြောက်တဲ့အခါကျရင်သူပညာကောင်းကောင်းသင်ပေးနိုင်တဲ့မိဘတွေစီမှာပဲသူကသူ့ရဲ့ကလေးကိုသူကအနံ့ချင်တာပေါ့နော်အဲ့တော့အဲ့မှာသူဒီ Paul နဲ့ Clara တို့ကိုသူလက်မခံဘူးပေါ့ညှင်းပယ်လိုက်တယ်ဗျာအဲ့မှာဒါပေမဲ့ Paul နဲ့ Clara ကလည်းကလေးကိုမြင်ပြီးတော့သူကအရန်ဒီဥစ္စာကိုကလေးကိုချစ်တယ်အဲ့ဒီအတွက်ကြောင့်သူစူးစမ်းပြီးတော့ဒီကလေးကိုလူလားမြောက်အောင်လူလေးသိမရှိအောင်ထိန်းချောင်းပေးပါမယ်ပါညာနဲ့ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဂတိကဝတ်တွေအချိန်ချင်းပြုတ်ပြီးတော့ရှီဘဲစီကနေပြီးတော့ကလေးကိုမွေးစားလိုက်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီ Paul နဲ့ Clara တို့ရဲ့မိသားစုအတိုင်းဝိုင်းထဲမှာရောက်သွားတာပေါ့ဒါအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာသူ့ကိုဒီမိဘတွေကကြောင်းထားပေးတယ်ဒါပေမဲ့စတီဗန်ဘောဂျော့ရဲ့စိတ်နေစိတ်ထားကြသူဘယ်လိုဖြစ်နေလဲဆိုတော့သူကမိဘအရင်နေကူပေါ့နော်သူကအမြဲတမ်းဒီရင်ကုန်နှုတ်ပိတ်နေတယ်ပေါ့နော်သူလုံးဝမိဘအရင်နဲ့ပတ်သက်ပြီးတော့သူတခွန်းတစ်ပါးမှကိုသူကဟိုဘယ်လိုပြောမလဲမီဒီယာတွေကိုပြောတာတော့ဘာလို့လဲဒါအောင်မြင်လာတဲ့အခါမှာလည်းမရှိခဲ့ဘူးပေါ့နော်အဲ့တော့သူကသူ့ရဲ့ဒီဘဝတက်လျှောက်လုံးမှာသူကဒါသူ့ရဲ့အဖေနဲ့အမေအရင်က Paul နဲ့ Clara လို့ပဲသူကစော်ကြီးကလေးကမှတ်ယူထားတယ်ပေါ့နော် Paul ကကြတော့သူကဘယ်လိုမျိုးလဲဆိုတော့သက်ပစ္စည်းတွေကိုပြင်ရတာဝါသနာပါတယ်ပေါ့နော်အဲ့တော့အဲ့ရဲ့စိတ်နေစိတ်ထားတွေကဒီ Stephen Bochor မှာလာပြီးတော့ဟိုကူးဆက်ကုန်တယ်ပေါ့နော်ကူးဆက်တဲ့အခါကျတော့သူက Stephen Bochor ကလည်းအရင်ကတည်းကဒီစက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဝါသနာပါတယ်နောက်ကျတော့သူကလည်းသူ့ရဲ့အဖေဖြစ်တဲ့ Paul ကိုအရန်ကိုသူကအထင်ကြီးတဲ့စိတ်နေစိတ်ထားရှိတယ်ပေါ့ဗျာအဲ့မှာပေါ့နော်ဒီ job ကအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာသူအထက်တန်းကျောင်းကတငယ်ချင်းဖြစ်တဲ့ Westnick နဲ့ရှင်းနှီးသွားတာပေါ့နော်အဲ့တော့ Westnick ကကျတော့သူက Soy Gray ကဒီနည်းပညာနဲ့ပတ်သက်ပြီးတော့အရန်ကိုတော်တဲ့ထဲမှာပါတယ်ပေါ့ဒီ circuit balance ကြောင်းတွေ logic board တွေလောက်တဲ့နေရာတွေပြင်တဲ့နေရာတွေမှာသူကလည်းနည်းနည်းအားသာချက်တွေရှိတယ်ပေါ့ဗျာသူကနည်းနည်းတီထွင်ကြံစားရတာသူကဝါသနာပါတဲ့ထဲမှာပါတယ် Steve Jobs ကကျတော့သူကကျတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်တွေဘယ်လိုရမလဲဘာညာဆိုပြီးတော့အဲ့လိုမျိုးတွက်ထုတ်တတ်တဲ့သူမျိုးပေါ့တနေ့မှာပေါ့ဒီ Woz နဲ့ Steve Jobs နဲ့ကHomebrew Computer Club ပေါ့အဲ့ club ကနေပြီးအပြန်မှာ Woz ကနေပြီး idea တစ်ခုရသွားတယ်အဲ့ idea ဘယ်လိုမျိုးလဲဆိုတော့ computer နဲ့ keyboard နဲ့ကိုတွဲသုံးလို့ရတဲ့သဘောတရားတစ်ခုပေါ့နော်အဲ့လိုမျိုးအဲ့ဒါကို idea ရပြီးတော့သူက plan တစ်ခုကိုသူကအကြမ်းမြင်ပေါ့နော် directly ဆွဲပြလိုက်တယ်ဆွဲပြလိုက်တော့အဲ့ဒါကိုဒီ Steve Jobs ကတွေ့သွားတာပေါ့နော်တွေ့သွားပြီးတော့အဲ့ဥစ္စာကိုအဲ့ idea ကိုသူကချက်ချင်းကြီးကိုသဘောကျသွားတာပေါ့နော် Woz ကအဲ့ချိန်မှာလည်းလုံးဝ engineer စစ်ပဲဆိုတော့ဒါပေမဲ့ Steve Jobs ရဲ့သဘောတရားကတော့ Steve Jobs ကကျတော့တိတ်ပြီးတော့အဲ့လောက်ထိ computer ပေါ်မှာတော့အဲ့လောက်ထိမရှိဘူးဒါပေမဲ့သူကစီးပွားရေးဆန်တဲ့အမြင်အတွေးပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပုံစံမျိုးနဲ့သူကတော့သဘောတော့ကျသွားတယ်ဒါပေမဲ့ဘာမှတိတ်ပြီးတော့ trade to မပြောလိုက်ဘူးပေါ့နော်အဲ့ဒီညမှာအဲ့ဒါနဲ့ပဲအဲ့လိုမျိုးဒီ homebrew computer club နောက်ထပ်ပွဲလေးတွေမှာလဲလေအဲ့လိုမျိုးပဲဒီ Woz ကသူဆွဲထားတဲ့ပတ်လန်းချောင်းတွေအကုန်လုံးသူကအဲ့မှာအဲ့ပွဲကိုလာတဲ့ဒီသိပ္ပံပညာရှင်လို့ပဲခေါ်မှာပေါ့နော်အဲ့လူတွေအကုန်လုံးလိုက်ပြီးတော့သူကအဲ့ပတ်လန်းချောင်းတွေလိုက်ဝေပေးနေတာပေါ့ကြာလာတဲ့အခါကျတော့ Steve Jobs ကတိတ်ပြီးတော့ဟိုနည်းနည်းသဘောမတွေ့တော့ဘူးပေါ့နော်ဟို Woz ကိုပြောလိုက်တာပေါ့ Woz အများဆွဲတဲ့ဒီပတ်လန်းချောင်းကတကယ်တော့အယောင်အသုံးဝင်တဲ့ဥစ္စာမျိုးပဲဒီကွန်ပျူတာဒီလိုပုံစံမျိုးကဒီလက်တလောမှာ
ငါတို့ဒီခေတ်အခါထဲမှာမရှိဘူးပေါ့နော်အဲ့ချိန်တုန်းကလည်းဘာဖြစ်လဲဆိုကွန်ပျူတာဆိုတာအစိုးရဌာနတွေနောက်ပြီးတော့ကုမ္ပဏီကြီးတွေမှာပဲသုံးဖို့အတွက်ပဲရှိတာဘူးအဲ့တော့သူကနေပြီးတော့အခုလိုမျိုးဒီကွန်ပျူတာဒီဇိုင်းဆွဲထားတဲ့အခြေအနေမျိုးဒါအရန်သဘောကျပြီးတော့ငါတို့အဲ့ဥစ္စာကိုလိုက်ပြီးတော့ဝေမနေနဲ့တော့ဒီဥစ္စာကိုငါတို့ကကွန်ပျူတာထုတ်ရောင်းကြအောင်ဆိုပြီးတော့ Word နဲ့ပေါ့နော်အဲ့လိုမျိုးတိုင်ပင်လိုက်ကြတာပေါ့အဲ့ဆိုရင်ငါတို့ရေကွန်ပျူတာထုတ်ကြမယ်ဆိုပြီးတော့ဖြစ်သွားတဲ့အခါမှာသူနဲ့ Wasnik နဲ့ပေါ့နော်သူတို့နှစ်ယောက်ဒါပေါင်းပြီးတော့သူတို့ငါတို့အဲ့ဆိုရင်အရင်နှိရှိလားဆိုပြီးတော့မေးတော့ငါစီမှာတော့ဒီ calculator ဒါပြောမယ်ဆိုသိပ္ပံပညာရှင်တွေပဲသုံးတဲ့ calculator အမျိုးအစားတစ်ခုရှိတယ်အဲ့ဥစ္စာဟိုငါစမရှိတယ်မင်းစီမှာပါရှိလဲဆိုပြီးတော့အဲ့မှာဒါဟို Steve Jobs ကသူအများတန်းစီးနေတဲ့ Volkswagen ကားတစ်စီးရှိရပေါ့နော်အဲ့ဒါနဲ့ပဲသူကအဲ့ကားနဲ့ဒီသူတငယ်ချင်းရဲ့ calculator နှစ်ခုရောင်းလိုက်တာမှာဒေါ်လာ1300ရတယ်ပေါ့နော်အဲ့တော့ဒီရတဲ့ဒေါ်လာ1300နဲ့သူတို့ဒီကွန်ပျူတာလေးတွေကိုသူကဖန်တီးဖို့အတွက်ကိုသူကအများကြီးဒါရင်းနှီးမြှုပ်နှံပစ်လိုက်တယ်ပေါ့နော်အဲ့မှာပြောရမယ်ဆိုရင် Steve Jobs နဲ့ဒီ Wozniak နဲ့ကဒါနှစ်ယောက်တည်းပေါင်းပြီးတော့ဟို Apple ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်ဆိုပြီးတော့စပြီးတည်ထောင်ခဲ့တယ်ဆိုပြီးတော့ယူဆလို့ရပြီမဲ့တကယ်ကြတော့သူတို့နှစ်ယောက်တည်းမဟုတ်ဘူးပေါ့နော်နောက်တစ်ယောက်ရှိသေးတယ်နောက်တစ်ယောက်ကကို founder ပေါ့နော်သူကကြတော့ဗာလဲဆိုတော့တတိယမြောက် founder အနေနဲ့သမိုင်းမှာရှိခဲ့တယ်ပေါ့ဗျာသူ့နာမည်ကကြတော့ Ronald Wise ပေါ့အဲ့တော့ဒီ Ronald ကကြတော့သူကဘလို့ပုံစံမျိုးသူ့စီမှာအတွေးခေါ်ရှိလဲဆိုတော့သူကကြတော့အသက်ကြီးတဲ့အသက်40အပိုင်းခြားရှိတယ်နောက်ပြီးတော့သူ့ရဲ့ဒီအရှင်ကသူ့စီမှာကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပြီးတော့အဲ့ကုမ္ပဏီမှာသူကဒါဘယ်လိုပြောမလဲ CEO အဖြစ်နဲ့လှုပ်လာခဲ့တဲ့ experience တွေရှိတယ်နောက်ပြီးကြတော့အဲ့အချိန်မှာပေါ့နော် Steve Jobs နဲ့ဒီ Wozniak နဲ့ကကြတော့လူငယ်လေးတွေဖြစ်နေ21 22 23 Apple ဝင်ရင်ဖြစ်တဲ့အခါကျတော့သူတို့တွေကဟိုအဲ့လိုမျိုးတစ်ခုနဲ့တစ်ခုအဲ့လိုမျိုးအဆင်မပြေပါညာဆိုတာနဲ့ရန်ဖြစ်ကြတာတို့ဘာလို့ညာတို့ရှိတယ်ပေါ့နော်အဲ့ဒါကိုသူက Steve Jobs ကနေပြီးတော့သိတဲ့အတွက်ကြောင့်ငါတို့ဒီလိုမျိုးရန်ဖြစ်တဲ့အချိန်မှာဂျားထဲမှာအသက်ကြီးတဲ့သူ experience ရှိတဲ့သူတယောက်ကတော့ရှိနေဖို့လိုအပ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ Ronald ကိုသူကတတိယကို founder အနေနဲ့အဖွဲ့တွေကိုခေါ်လိုက်တာပေါ့ဗျာ၃ယောက်ပေါင်းပြီးတော့ငါတို့လောက်ကြမယ်ဆိုပြီးတော့ခေါ်လိုက်တာပေါ့နော် Apple ရဲ့ပထမဆုံး logo ကကြတော့ Ronald ဆွဲထားတဲ့ logo ပေါ့နော်အဲ့ဟာနဲ့ပဲဒါမဲ့သူတို့တွေရဲ့ဒီရတဲ့အချိုးချမ်းတော့မတူဘူးဗျ Ronald ကိုကြတော့သူက10%ပေးတယ်ပေါ့နော်ကျန်တဲ့ဒီ45%ကကြတော့ဒါ Steve Jobs နဲ့ Wozniak နဲ့ကပိုင်တယ်ပေါ့နော်အဲ့တော့သူတို့တွေ၃ယောက်ကပေါင်းပြီးတော့သူတို့လောက်ကြတဲ့အခါမှာ12ရက်မြောက်နေ့လဲကြာလဲကြာ Ronald ကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ Apple ကနေပြီးတော့ထွက်လိုက်တယ်ပေါ့နော်ထွက်ပြီးတော့သူကဒီ Apple နဲ့ပတ်သက်တဲ့ share တွေကိုသူကရောင်းလိုက်တာဘယ်လောက်ရသွားလဲဆိုတော့ဒေါ်လာ800ပဲရတယ်ပေါ့နော် Ronald ကဘာဖြစ်လို့ Apple ကနေပြီးထွက်ခဲ့လဲဆိုတော့သူစီမှာအကြောင်းပြချက်ရလို့ရှိရတော့မရှိခဲ့ဘူးဒါပေမဲ့ तू ကကြတော့ तू ကဘယ်လိုပြောမလဲဆိုတော့သူစီမှာ तू ကအေးစစ်စစ်နေတတ်တဲ့သဘောရှိတယ်နောက်ပြီးတော့သူစီမှာအတိတ်က तू ကုမ္ပဏီမှာ तू ဒေဝါလီခံခဲ့ရဘူးတဲ့ trauma ရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအတိတ်ကဒီကုမ္ပဏီဟိုအဆင်မပြေခဲ့တဲ့ trauma ကြောင့်ပေါ့နော် तू ကဒီ Apple ကုမ္ပဏီအဲ့လိုမျိုးလုပ်ခဲ့ပေမဲ့လည်းဒီ Apple ကုမ္ပဏီမအောင်မြင်ခဲ့ဘူးဆိုရင် तू ကအကြီးတယောက်အနေနဲ့သူစီမှာအိမ်ရှိတယ်မိသားစုရှိတယ်ပေါ့နော်အဲ့တော့ तू ကအကယ်၍များဒီကုမ္ပဏီကဒီအစိုးရဘက်ကနေပြီးတော့ဒေဝါလီခံတဲ့အခါရော်ကြီးပါတောင်းတဲ့အခါမှာသူ့ရဲ့အိမ်တွေဘာတွေညာတွေကိုပေးရလာနိုင်ချေရှိတယ်ဆိုတော့ तू ကကြောက်ရွံ့စိတ်နဲ့ပေါ့နော်သူကဒီ Apple ကုမ္ပဏီကနေပြီးတော့သူကမလုပ်တော့ဘူးဆိုပြီးတော့12ရက်မြောက်နေမှာပြောတယ်ပေါ့နော်ဒီနောက်ပိုင်းကာလတွေမှာလည်းဒီ Ronald ကိုပေါ့နော်မီဒီယာတွေကနေပြီးတော့မေးတယ်ပေါ့မင်းဒီ Apple ကုမ္ပဏီကနေပြီးတော့ထွက်လိုက်တဲ့အတွက်ကြောင့်မင်းနောက်တော့မရဘူးလားဘာညာနဲ့ဆိုပြီးတော့မေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ Ronald ရဲ့ပိုင်ဆိုင်မှုကအခုချိန်မှာဒါဟို Apple ကုမ္ပဏီမှာဒါသူကဆက်ပြီးတော့ရှိနေခဲ့မယ်ဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှု10%ကဒီမှာဟိုတန်း400ရှိနေရပေါ့နော် American dollar တန်း400 millionaire ခါရဲဖြစ်နေတဲ့ပမာဏတွင်းမှာတောင်ရှိတယ်ပေါ့နော်အမေဆုံးရဲ့တတိထက်တောင်ကျော်သွားမှာပေါ့နော်အဲ့တော့အဲဥစ္စာကို तू ကဆွန့်လွတ်ခဲ့ပြီးတော့ဒေါ်လာ800နဲ့ရောင်းခဲ့ပြီးတော့အခုချိန်မှာကျတော့ तू ကဒါကြေးလက်မြို့လေးမှာပေါ့မြို့ငယ်လေးမှာပဲ तू ကအေးစေတက်နဲ့နေတာအဲ့မှာမီဒီယာသွားမေးတဲ့အခါမှာဘာဖြစ်လို့နောင်နာမရတာလဲပါညာနဲ့မေးတဲ့အခါမှာငါရတဲ့အခေကြီးဒါ Steve Jobs ရဲ့အောက်မှာဒါငါအလုပ်လုပ်ခဲ့မယ်ဆိုရင်ငါအခုချိန်ထိအသက်ရှင်ခွင့်ရမှာမဟုတ်ဘူးတဲ့ तू ကအရန်ကို तू က pressure များပြီးတော့ stress များတဲ့သူတဲ့နောက်ပြီးတော့ तू ကတခုဆိုရင် तू ကဒါကိုမဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်ခံယူချက်ပေါ့နော်အဲ့လိုမျိုးတွေပြင်းပြင်းထန်ထန်ရှိတယ်အဲ့တော့ငါနဲ့အဆင်ပြေမှာမဟုတ်ဘူးတဲ့ငါကကြတော့ပြောမယ်ဆိုရင်အေးဆေးပဲတန်းပဲနေရတာငါသဘောကျတယ်ဆိုပြီးတော့အဲ့ဒီအတွက်ငါဒီလိုထွက်လာတာငါနောင်တော့မရဘူးတဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောရဲပေါ့ဗျာအဲ့ဒါRonald တို့အပိုင်းပေါ့နော် Ronald ကတော့ပြောမယ်ဆိုရင်ဟို
ဘယ်လိုပြောမလဲ तू ထွက်ခဲ့ရတာအတွက် तू မီလီယံနာဆွန့်လွတ်ခဲ့လိုက်ရတာအတွက် तू ဘာမှမဖြစ်ဘူးပေါ့ AC ပဲပေါ့ဗျာ तू ဝမ်းနေမိတဲ့အရာတစ်ခုတော့ရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ तू စာချုပ်ပေါ့နော်ဒီ3ယောက်ပေါင်းပြီးတော့ဒါစာချုပ်လုပ်ထားတဲ့ဥစ္စာကို तू ဒေါ်လာ900နဲ့အလွယ်တကူရောင်းပစ်ခဲ့တာတော့ तू အရန်နှမျောမိတယ်ပေါ့နော် तू ကအဲ့ဒါပဲ तू ကနောင်နာရတာပါတဲ့ကျန်တာကတော့ तू နောင်နာမရပါဘူးတဲ့ဆိုပြီးတော့အတိုင်းပြောရပေါ့နော်ဒါကတော့ Ronald အပိုင်းပေါ့ Ronald က12ရက်အတွင်းမှာတော့ပြီးသွားတယ်ပေါ့နော်ဒါပေမဲ့ Ronald ကို तू ကဒီ Apple ကနေပြီးတော့ဒီ Steve Jobs ကနေပြီးနောက်ပိုင်းမှာခေါ်သေးတယ်ဒါပေမဲ့ Ronald ကို तू ကလုံးဝမလုပ်ချင်တာပေါ့နော်အဲ့ဒါကြောင့်လဲ Ronald ကအပြင်ထွက်သွားတာပေါ့အဲ့တော့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လောက်ကြရင်လည်း3နှစ်4နှစ်လောက်လဲကြာလဲကြာအောင် Apple ကုမ္ပဏီကတဖြည်းဖြည်းနဲ့မီလီယံနာဖြစ်လာတယ်ပေါ့နော်ဝန်ထမ်းတွေလည်းခေါ်တာအများကြီးပဲပေါ့နော် Open up my eyes and I feel so first computer တွေပါထုတ်ပြီးတော့အောင်မြင်သွားတယ်အောင်မြင်သွားပြီးတော့အဲ့အချိန်မှာသူကငါတို့ဒီကုမ္ပဏီမှာ CEO ကိုခန့်မယ်ပေါ့နော် CEO ကိုငါဘယ်သူခန့်မလဲဆိုပြီးတော့ရှာလိုက်တဲ့အခါမှာဒါအ job ကပေါ့နော်ဒီ Pepsi က president ပေါ့နော် CEO အမှုဆောင်အရာရှိချုပ်ဒါ John Sculley ကိုတွားပြီးတော့သူတွေ့တယ်ပေါ့နော်တွေ့တဲ့အခါမှာမင်းဘာဖြစ်လို့မင်းတကြားရည်တွေပဲရောင်းနေတော့မှလဲဘာညာငါတို့ Apple ကုမ္ပဏီကိုမလာချင်ဘူးလားဆိုပြီးတော့သူတွားပြီးတော့ကန်လန်းတာသူရဲ့အဓိကရွေးချက်ကသူကိုယ်တိုင်ကလည်းအသက်ရွယ်ငယ်သေးတာလည်းဖြစ်တဲ့အတွက်ကြောင့်သူက CEO မလုပ်ချင်သေးဘူးပေါ့နော် CEO အဖြစ်နဲ့ဒီအထွေးကြုံရှိထားတဲ့ဒါ Pepsi ကဒါ John Sculley ကိုသူကဒီ Apple မှာသူကလာပြီးတော့အလုပ်စေချင်တာပေါ့နော်အဲ့ဒါနဲ့ပဲဟိုဘက်ကနေပြီးတော့လည်းသဘောတူကြပြီးတော့အဲ့ဒီမှာဒီ Apple ကုမ္ပဏီဘက်ကိုဒီ John Sculley ကရောက်လာတာပေါ့နော်အဲ့ကလေးကပြဿနာအစပြီးတော့တွေ့တာပေါ့ဒါပေမဲ့ပထမတစ်နှစ်နဲ့အတွင်းမှာတော့အဆင်ပြေတယ်သူနဲ့ပြီးတော့နောက်နှစ်တွေလည်းကြာလဲကြာသူနဲ့ကနည်းနည်းပြဿနာတွေတက်လာတာပေါ့နော်နည်းနည်းအဆင်မပြေမှုတွေကြောက်ကစားတွေဖြစ်လာအဲ့အချိန်မှာ Steve Jobs ကကျတော့သူကဒီ Macintosh နဲ့ပတ်သက်တဲ့ဒီ research လုပ်တဲ့ဌာနဘက်မှာသူကအဓိကကြီးမှုပြီးတော့သူကဦးဆောင်ပြီးတော့ပေါ့နော်ဒီကုမ္ပဏီရဲ့ budget တွေကိုအများများသူကသုံးနေမိတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူရဲ့ research တွေကပတ်စံကုန်တာ哦ပတ်စံကုန်တဲ့အခါကျတော့ပတ်စံကုန်ပြီးတော့အဲ့ research ဒီ Macintosh OS ကလည်းမအောင်မြင်ဘူးဖြစ်နေတဲ့အခါကျတော့ဒါကုမ္ပဏီကနည်းနည်းထိနေရပေါ့ထိနေတော့အားနဲ့ပဲဒီ John Sculley ကနေပြီးတော့ဒီ Steve Jobs ကိုပေါ့နော်ဒီလိုကိစ္စတွေပိုင်းညာပြောတဲ့အခါမှာနည်းနည်းလေးအခက်မသိတာတွေကြောက်ကစားဖြစ်တာတွေအဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့ဗျာဖြစ်လာတော့အဲ့မှာ तू သဘောမကျတော့ Steve Jobs မကျတော့ तू က John Sculley ကိုထုတ်ချင်တယ်အဲ့တော့ तू ကJohn Sculley ကလည်းပြောမယ်ဆို CEO သားဖြစ်တယ်ဒါ Board of Director အဖွဲ့ကနေပြီးတော့သူ့ကိုဒါရွေးချယ်ထားလို့ तू က CEO ဖြစ်တာလေအဲ့ဒါကို तू ကထုတ်ချင်တော့ तू ကတိုင်မင်တာပေါ့နော်သူရဲ့အသည့်တွေနဲ့ဒီ Apple Steve Jobs ကနေပြီးတိုင်မင်နေတဲ့ဥစ္စာကို John Sculley ကရုတ်တရက်သိသွားသူကနေပြီးတော့ဥပြနဲ့သူက Board of Director အဖွဲ့မှာမဲခွဲပြီးတော့ Steve Jobs ကိုသူကထုတ်ပစ်လိုက်တော့အဲ့ချိန်မှာ Steve Jobs ကဟိုပြောရမယ်ဆိုရင် chairman အနေနဲ့နောက်ခွဲမှာတော့သူကရှိနေတယ်သို့ပေမဲ့တကယ်ကြတော့သူက CEO မဟုတ်ဘဲနဲ့သူကဘယ်လိုဖြစ်နေလဲဆိုတော့သူ့ကိုပေါ့နော်နေရာလေးဟိုပြောမယ်ဆိုရင်နည်းနည်းကွာသေးတယ်မလားအာနာလည်းမရှိဘာမှပါဝါလည်းမရှိတဲ့နေရာလေးမှာပဲသူ့ကိုချမ်းမအနေနဲ့ပဲထားပြီးတော့အခန်းလေးထဲမှာပဲသူထားတော့တနေ့နဲ့တနေ့သူလောက်ရမယ့်အရာခုနကလို Macintosh မှာသူ research လုပ်မဲ့ပါတယ်တကယ်ပါဝါကြီးတဲ့နေရာမှာသူကမရှိတော့တဲ့အခါကျသူကစိတ်ညစ်ပြီးတော့စိတ်ပြက်ပြီးတော့အဲ့ဒီမှာဒါ Apple ကနေပြီးတော့သူကအပြီးပိုင်းထွက်လာခဲ့ပြီးသူရထားတဲ့ share တွေအကုန်လုံးရောင်းချပြီးတော့သူကဘာလုပ်လဲဆိုတော့သူရဲ့ဒီ Apple ကုမ္ပဏီကဝန်ထမ်းတွေကိုခေါ်ပြီးတော့သူကဝန်ထမ်းတချို့ပေါ့နော်ခေါ်ပြီးတော့ Next ကုမ္ပဏီကိုသူကတီထောင်လိုက်တယ်အဲ့မှာ Next ကုမ္ပဏီလည်းထောင်ပြီးတော့နောက်ထပ်ဘာကုမ္ပဏီထပ်ထောင်လဲဆိုတော့ Pizza ဆိုတဲ့ကုမ္ပဏီထပ်ထောင်တယ်ဒါပေမဲ့အဲ့ Pizza ကကျတော့ဒါ तू ထောင်တာမဟုတ်ဘဲနဲ့ तू ကအဲ့ဒါကိုနာမည်ပြောင်းလိုက်တာပေါ့နော် तू ဝယ်လိုက်တာကုမ္ပဏီတစ်ခုစီကအဲ့ကုမ္ပဏီကပါလဲဆိုတော့ Star Wars ရဲ့ director ပေါ့ George Lucas စီမှာသွားပြီးတော့ तू က Lucas Film ရဲ့ဒီ graphic animation နဲ့ပတ်သက်တဲ့ division တစ်ခုလုံးကို तू ကAmerican dollar 9 သန်းနဲ့ तू ကဝယ်လိုက်တယ်ဝယ်ပြီးတော့အဲ့ division တစ်ခုလုံး Pizza ဆိုပြီးတော့နာမည်ပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့ဒါ तू က Pizza ကိုလည်း तू ကထောင်ခဲ့တယ်ခုနကလို Next ကုမ္ပဏီလည်းထောင်ခဲ့တယ်ပေါ့နော်အဲ့တော့ Pizza နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောရမယ်ဆိုရင် Pizza ကုမ္ပဏီထောင်ပြီးတဲ့အချိန်မှာပေါ့နော် तू ကPizza ကုမ္ပဏီကအောင်မြင်မှုတွေနည်းနည်းတော့ရခဲ့တယ်ဗျအဲ့တော့ तू က Pizza ကုမ္ပဏီက तू ကအဓိကလုပ်တဲ့အလုပ်ကနှစ်ခုရှိတယ်ပေါ့နော် तू ကဒီ Pizza animation နဲ့နောက်ပြီးတော့ तू ကဒီ animation မှာသုံးတဲ့ graphic card တွေကို computer နဲ့ graphic card unit တွေကိုရောင်းတဲ့ hardware ဘိုင်းကိုလည်း तू ကလုပ်တယ်ပေါ့နော်ဒါပေမဲ့
သူ့ရဲ့ computer graphic တွေကအဆင်မပြေဘူးမပြေတဲ့အတွက်ကြောင့်အဲ့မှာသူအဲ့ pizza ရဲ့ဒီ computer graphic တွေရောင်းတဲ့ဥစ္စာကိုရပ်ဆိုင်းပြီးတော့အဲ့မှာသူတို့ဒီ pizza က animation ကိုပဲတက်တီးတန့်သွားရဲဆိုတော့ပုံစံမျိုးနဲ့ဆက်ပြီးတော့လုပ်သွားတယ်ပေါ့နော်အဲ့ဒီမှာဘာနဲ့တွေ့လဲဆိုတော့ Disney နဲ့တွေ့ပြီးတော့ Disney နဲ့ပေါင်းပြီးတော့ပထမဦးဆုံး 3D ဒါ animation ဇလန် Toy Story ပေါ့နော်ကာတွန်းကိုဖြန့်ပြူလိုက်တယ်ပေါ့ဗျပေါင်းပြီးတော့အဲ့မှာတရက်ထဲနဲ့တင်တညထဲနဲ့တင် American dollar တန်းနဲ့ချီပြီးတော့ millionaire ချက်ချင်းဖြစ်သွားတယ်အဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့ Next company ကခုနကကျွန်တော်ရှေ့ရပြောသလိုတဖြည်းဖြည်းနဲ့သူရဲ့ valuation ကတဖြည်းဖြည်းကျလာပြီးတော့အဲ့မှာသူ့ရဲ့ hardware တွေကလည်းရောင်းမထွက်ဘူးဖြစ်လာဒါပေမဲ့သူ့စီမှာနည်းနည်းလေးအခွန်ပဲကျန်တာဆိုလို့ပါလဲဆိုတော့သူကဒီ Next OS ပေါ့နော် Next operating system တခုကတော့သူကအခွန်နေမဲ့ကျန်ခဲ့ပြီးတော့အဲ့ဒါကတော့လူကြိုက်များနေတုံးပဲပေါ့နော်အဲ့ချိန်မှာ Apple ကဘာပြဿနာတက်နေလဲဆိုတော့သူက Apple company မှာဒါ Steve Jobs လည်းထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူတို့ပြဿနာတွေနည်းနည်းလေးအရှုပ်ထွေးတွေဖြစ်လာတယ် CEO အပြောင်းလဲတွေဖြစ်လာတယ်အဲ့မှာခုနကတော့ J Emilio လက်ထက်ရောက်နေရပေါ့နော်အဲ့တော့ရောက်နေတဲ့အချိန်မှာလည်းဒီ company ကအချိန်ကြီးဆိုးလာပြီးတော့ဒီ share ဈေးတွေလည်းထိုးကြတယ် company ကဒေဝါလီခံမှုမလူတော့ဘူးဖြစ်နေတာပေါ့နော်အဲ့အချိန်တွင်းမှာသူကနေပြီးတော့ဒါဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ Macintosh တွေက operating system တော်တော်လေးကိုညံပြင်းနေတဲ့အတွက်ကြောင့်ပေါ့နော် operating system အကောင်းနဲ့အဲ့အချိန်က Next operating system ဆိုတော့ခုနက Steve Jobsရဲ့ Next company ကိုသူတို့ကဝယ်ဖို့အတွက်စဉ်းစားလိုက်တာပေါ့နော် Next company ကို American dollar တန်း400နဲ့ဝယ်ခဲ့တယ်ပေါ့နော်1996ခုနှစ်လောက်မှာပေါ့နော်အဲ့ company မဝယ်ဘူးဆိုလည်းမရတော့ဘာလို့ဆိုတော့1995ခုနှစ်မှာ Windows 95က Apple ကဘယ်လို့မှသူ့ကိုမရှင်းနိုင်ခဲ့ဘူးပေါ့နော်မရှင်းနိုင်ခဲ့တဲ့အတွက်ကြောင့် Apple Windows 95ကိုရှင်းဖို့အတွက်ဆိုပြီးတော့ဒါ J Emilio ကနေပြီးတော့ဒီဟိုစား Next company ကိုပေါ့နော်ပြန်ဝယ်လိုက်တယ်ဝယ်ပြီးတော့ပြီးတော့ Steve Jobs ကိုအချံပေးနေရာမှာ consultant နေရာမှာပြန်ပြီးတော့ Apple ရဲ့ consultant နေရာမှာထားလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်တွင်လည်းအဆင်မပြေဘူးဗျပထမဒီတစ်နှစ်လောက်အတွင်းမှာပြဿနာတွေအဲ့လိုမျိုးတွေအများကြီးတက်တယ်ပေါ့နော်အများကြီးတက်တဲ့အပြင်မှာ company ကထပ်ပြီးတော့နောက်ထပ် American dollar တန်း900ထပ်ပြီးတော့ဆုံးရှုံးသွားပြန်တယ်ပေါ့နော်ဆုံးရှုံးသွားတဲ့အခါမှာ board of director အဖွဲ့ကနေပြီး J Emilio ကိုထုတ်လိုက်တယ်ပေါ့နော် CEO အဖြစ်ကနေပြီးတော့ထုတ်လိုက်တယ်ထုတ်ပြီးသွားတော့ဘယ်သူကိုတင်လဲဆိုတော့ဒါ Steve Jobs ယာယီ CEO အဖြစ်နဲ့ Apple မှာစပြီးတော့ပြန်ထားလိုက်တယ်ပေါ့နော်ထားလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ Steve Jobs ကဘာလို့ဆို company ကအခွန်ပဲကျန်တော့တယ်ဘာမှမရှိတော့တဲ့အခါကျတော့ငါဘယ်လိုလုပ်ရမလဲဘာညာလဲဆိုစဉ်းစားနေအဲ့မှာ Microsoft ပေါ့နော်ပြောရမယ်ဆိုသူ့ရဲ့ရန်သူဟောင်းကြီးပေါ့အဲ့ Microsoft ကဒါဥက္ကဋ္ဌ Bill Gates နဲ့တွားပြီးတွေ့ပြီးတော့ Bill Gates နဲ့သူကဘာတွေပြောလဲဆိုတော့ငါမင်းနဲ့သဘောတူညီမှုတစ်ခုလုပ်မယ်ငါရဲ့ company မှာမင်း share American dollar တန်း150ငါရဲ့ Apple စီကဝယ်ပေး share ငါရဲ့ computer တွေမှာမင်းရဲ့ဒီ Microsoft Office ကိုအသုံးပြုခွင့်ကိုငါပေးမယ်မင်းငါ့ကိုထွင်ပေးဆိုပြီးတော့အဲ့လိုမျိုးသူကနေပြီးတော့နှစ်ဖက်သဘောတူညီမှုနဲ့လုပ်ခဲ့တာပေါ့နော်လုပ်ခဲ့တော့ Apple Microsoft ဘက်ကနေပြီးတော့လည်းအဲ့လိုမျိုးလုပ်ပေးလိုက်တာပေါ့လုပ်ပေးလိုက်တော့ပြောရမယ်ဆိုရင်တော့ Microsoft ကသူ့ကိုတစ်ချိန်မှလောက်လာမဲ့သူကိုသူကနေပြီးတော့အဲ့ချိန်တော့ကူညီလိုက်တယ်လို့တော့ဖြစ်သွားတယ်ပေါ့နော်အဲ့မှာ Microsoft ကနေပြီးတော့ဒီတန်း150ဟို share ဝယ်ပြီးတော့ဒါ Apple company ကသူ့ရဲ့အဲ့ပတ်စံနေနဲ့ဆက်ပြီးတော့အသက်ရှင်ပြီးတော့ Apple ကအဲ့အချိန်ကလေးကစပြီးတော့တဖြည်းဖြည်းနဲ့သူက single အချိန်ကြီးကောင်းလာတာပေါ့နော်အဲ့တော့ဒါလေးကဒါကျွန်တော် part 1ပြောတာပေါ့နော်ဒါကျွန်တော်နောက်တစ်ပတ်မှာလဲပေါ့နော် part 2ပေါ့နော်ဒီ Apple နဲ့ပတ်သက်တဲ့ history ပေါ့ပြောမယ်ဆိုတော့ Steve Jobs ရဲ့သူ့ရဲ့ဟိုဖြတ်တန်းလာခဲ့တဲ့ပုံစံလေးတွေကိုကျွန်တော်နည်းနည်းဟိုလေ့လာထားတဲ့ဥစ္စာလေးတွေကိုတဖြည်းဖြည်းနဲ့ကျွန်တော်အသေးစိတ်လေးတွေပြပေးသွားမှာမို့လို့နောက်တစ်ပတ်မှာတော့ထပ်ပြီးတော့ကြည့်ပေးပါအောင်ပေါ့နော်အခုကတော့ဒါဒီတစ်ပတ်မှာဗီဒီယိုကလည်းတော်တော်လေးရှည်သွားရင်မို့လို့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ရက်လိုက်မယ်ပေါ့နော်ကျွန်တော်နောက်တစ်ပတ်မှာပြန်ပြီးတော့ဆက်ကြတာပေါ့နော်ကျေးဇူးအားပေးခြင်းတော့အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ